ရုရှားနိုင်ငံမော်စကိုမြို့တော်မှာဒီဇင်ဘာလ22ရက်မနက်အစောပိုင်းကကားဘုံပောက်ကွဲမှုကြောင့်ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီကဒုတိယဗိုလ်ချုပ်ကြီးဖာနင်းဆာဗာရော့ကတည်ဆုံသွားကြောင်းသိရှိရပါတယ်။အသက်56နှစ်အရွယ်ဆာဗာရော့ဟာရုရှားကြီးတပ်ရဲ့စစ်စင်ရေးလေ့ကျင့်မှုဌာနကိုအဓိကဦးဆောင်နေသူတဦးဖြစ်ပြီးဒီတိုက်ခိုက်မှုရဲ့တရားခံဟာယူကရိန်းထောက်လှမ်းရေးဌာနဖြစ်တဲ့ဆိုတဲ့ခံမှန်းချက်တွေထွက်ပေါ်နေပေမဲ့ယူကရိန်းကတော့လောလောဆယ်ဘာမှချက်မှမပေးသေးပါဘူး။မော်စကိုတောင်ပိုင်းမှာရှိတဲ့လူနေဧရိယာတစ်ခုနာကကားပါကင်မှာကားတစ်စီးရဲ့အောက်ဖက်မှာတပ်ဆင်ထားတဲ့ဖောက်ခွဲရေးကိရိယာထားပေါက်ရာကဆာဗာရော့တည်ဆုံခဲ့တယ်လို့ကော်မတီကပြောပါတယ်။2022ခုနှစ်မှာယူကရိန်းကိုကျူးကျော်စစ်စတင်ဆင်နွှဲခဲ့တဲ့နောက်ပိုင်းရုရှားရဲ့ထိပ်တန်းစစ်ဖက်အရာရှိတချို့ဟာမော်စကိုမှာပြစ်မှတ်ထားလှုပ်ကြံမှုတွေဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ယူကရိန်းသတင်းရင်းမြစ်တွေကကီရီလော့ဖ်ကိုထောက်လှမ်းရေးဌာနအေဂျင့်တွေကလှုပ်ကြံခဲ့ကြောင်းသိရှိရပါတယ်။